Korea မှာ K-pop idol တွေရဲ့ birthday cafe ကိုဘယ်လိုလုပ်ပေးလဲဆိုတာဆွေးနွေးအတူတူဒီနေ့လိုက်ကြည့်ပေးပါအောင်။ဆွေးရတော့ Wonu ရဲ့ birthday cafe လေးကိုမနေ့ကသွားခဲ့တာပဲဖြစ်ပါတယ်။ birthday cafe တွေကိုများတော့အပြင် home ထဲမှာပဲလုပ်တာဆိုတော့ရထားစီပြီး home ထဲသွားပါတယ်။ဖူဒန်းကနေထွက်တဲ့ချင်းပဲဥပအတွက်လုပ်ပေးထားတဲ့ကားယူတွေ့ရတယ်ပေါ့နော်။ပြီးလည်းပြီးတော့ဆိုရင်တအားမောနေရတယ်ပဲပန်းချန်ထဲမှာခဏလေးဝင်ပြီးရောနားပါတယ်။ဒီထွက်တအားဖူတယ်။ကဲဥပရဲ့ birthday cafe လေးတွေကို home table channel ဝင်သွားတာနဲ့မျက်စိမလွယ်အကုန်လုံးတွေ့ရတယ်ပေါ့နော်။အများကြီးရှိပေမဲ့ဆိုရတာပထမအောင်ဆုံးဒီ cafe လေးကိုရွေးထားပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီ cafe လေးမှာပင်လေးပေးတာအဲ့ဒီပင်လေးကိုဆွဲလို့ချင်လို့ပေါ့နော်။ကဖေးထဲမှာသူတို့အလှဆင်ထားတဲ့ပုံလေးတွေအကုန်လုံးကလည်းချစ်စရာလေးပြီးတော့ဒီကဖေးလေးကလူတအားမများဘူးပေါ့နော်ကဖေးလူများတဲ့နေရာဆိုလို့ရှိရင်လေတော့ပုံလည်းတိချရိုက်လို့မရပဲနည်းနည်းဆူတယ်ပေါ့နော်ဒီကဖေးလေးကတော့ဆွေတအားသဘောကျပါတယ်သူကသူလုပ်ပေးထားတာလည်းတော့classic ဆန်လေးပေါ့နော်ဘယ်လိုဒီမှမသိဘူးပြီးတော့ပေးတဲ့ gift တွေအကုန်လုံးကလည်းချစ်စရာလေးပါဒီပုံထဲမှာပါတာပဲချစ်ဆွေသဘောကျဆောင်အဲ့တော့ဒီပန်းလေးပေါ့နော်ဆွေចောင်းတက်လို့ရှိရင်လေဒီမှာတက်သွားချင်လို့ပြီးလည်းပြီးတော့သူနဲ့တူတဲ့ cookie လေးကိုရခဲ့ပါတယ်ဒီပုံစံနဲ့ပဲနော်ဟွန်နူပါရက်စ်တွေပဲလာကဖေးမလို့လာတော့မသိဘူးအကုန်လုံးကလေအေးစစ်စစ်လေးနဲ့တွေ့လို့ရှိရင်လည်းပြုံးပြနှုတ်ဆက်နဲ့တအားလေးပဲဂျီနူးကိုကောင်းတယ်ပေါ့နော်ဟွန်နူရဲ့ဒီဟန်လေးအတိုင်းပဲအကုန်လုံးကလေအေးစစ်စစ်တီတီလေးရှိရမြင်လိုက်တာနဲ့အကုန်လုံးမျက်နှာလေးတွေကိုအေးလို့ထူးထူးခြားခြားဒီကဖေးလေးမှာကအနောက်တိုင်း fan တွေကိုပါဆွဲတွေ့ခဲ့ရပါတယ်ပြီးနေပြီးတော့နောက်တစ်နေရာပေါ့နော်ဒီအမှန်မှန်တော့ဒီကဖေးကိုဝင်ချင်တာမဝင်ခဲ့ရပါဘူးလူတွေအဲ့လိုတန်းစီနေတော့ညာတူးကျော်လည်းပူလာတယ်မစောင့်နိုင်လို့နောက်တစ်ခုကိုပဲသွားလိုက်ပါတယ်ဒီကဖေးလေးကတော့ပေးတဲ့ cookie လေးတွေကအရန်ကိုချစ်ဖို့ကောင်းတယ်ဇွဲကဒီကဖေးလောက်တဲ့နေရာကိုမနှစ်ကဝန်နူးမွေးနေမှာလည်းဒီကဖေးကိုလာခဲ့တယ်ပေါ့နော်အဲ့တော့ကလည်းသူတို့လုပ်ထားတဲ့ vibe တွေကတအားကိုအေးဆန်းဆန်းလေးနဲ့နေရတာလည်းအဆင်ပြေတယ်ပြီးတော့ဓာတ်ပုံလေးတွေလည်းသူကမီနီဓာတ်ပုံပြပွဲလိုမျိုးသူတို့လုပ်ထားတော့လေတအားပဲဓာတ်ပုံရေးလို့လည်းအဆင်ပြေတယ်ပေါ့နော်ဝန်နူးပုံလေးတွေအများကြီးပဲမြင်ရမှာမဟုတ်လို့စိတ်ထီကိုထပ်လာခဲ့တာပါဒါတော့ဆွေရတဲ့ပစ္စည်းလေးတွေပေါ့နော်တောက်စရာကိုတော့ဆွေက Turkey letter strawberry letter လေးပဲမှာလိုက်ပါတယ်ခင်ပြီးလဲပြီးတော့ဆွေဓာတ်ပုံလေးတွေကိုထားပြီးတော့ရိုက်ပါတယ်ဓာတ်ပုံလေးတွေကလေဘယ်လိုပြောရမလဲဆန်ဆိုင်နေငါလုံးဝပေါင်းတိတ်တိတ်ချာချာလေးလှအောင်လို့ရိုက်ပြီးထားတာပေါ့နော်ဒီပုံလေးတွေကိုမြင်ပြီးတော့လေတအားကိုကြည်နူးရတာပဲတခုဘယ်လိုပြောပြရမလဲဒီကဖေးတွေကိုဝင်သွားတယ်လေဘောနွေရဲ့အငွေအသက်ကိုရှားတယ်လို့ပေါ့နော်အဲ့လိုမျိုးထီအောင်ခံစားရတယ်သူ့ရဲ့အေဂျင့်တည်ငြိမ်တဲ့အငွေအသက်လေးပေါ့နော်အမှန်တကယ်ဆိုလို့ရှိရင်ဒီရပိုင်းဆိုတော်တော်လေးအလုပ်တွေလည်းများပြီးလူကတအားပင်ပန်းနေတာပေါ့နော်ဒီလိုအေဂျင့်နဲ့အရာတာကိုမရတာတော်တော်ကြာပြီဟိုဘတ်တပုံတွေအများကြီးတွေးလိုက်လို့လားမသိဘူးလူကတအားကိုအေဂျင့်ပြီးတော့စိတ်တွေတအားတည်ငြိမ်သွားရပါတော့ကဲဒါတော့ဥပနဲ့တူတူဓာတ်ပုံလေးတစ်ခေါက်လောက်ထဲအောင်မယ်လို့ဆိုတွေးပြီးတော့ဓာတ်ပုံလေးရိုက်နေတာပါ post ကလည်းမြများဆဆတော့မပေးတတ်ဘူးလက်နဲ့ချောင်းထောင်းတာရဲ့အသေးပုံလုပ်တာရဲ့ဒါလေးပဲ post ပေးတယ်ဒီလက်ပြီးတော့သူတို့ပေးထားတဲ့ cookie လေးကိုစားကြည့်ပါမယ် cookie ကအစနဲ့ဝါနူးနဲ့တရုတ်ထဲတူနေတာဘယ်လောက်ထောင်ချဖို့ကောင်းလဲစားဖို့မှန်တော့မစားရဘူးပေါ့နော်ဒါပေမဲ့ဆိုရင်အဲ့ဒီအချိန်မှာဘာမှမစားရသေးဘူးအကြောင်းဖိုက်စားနေရတယ်ပဲကြိုက်စားလိုက်ပါတယ်ဒီ cookie လေးကနေဘယ်လိုပြောရမလဲသူအဲ့ဒီအမဲလေးအဖြူလေးတွေอ่ะပေါ့နော်ခုနကပြရဲ့ cookie အဖြူလေးရောဒီအမဲလေးရောအဲ့ဒါလေးတွေကတော်တော်ချိုးပြီးတော့ဒီ cookie သားလေးကကြတော့တော်တော်လေးစိမ့်စိမ့်လေးပေါ့နော်တော်တော်လေးတော့စားကောင်းတယ်ဒီ idol အတွက် birthday cafe လုပ်ပြီးတော့ဥစားပြီးဆိုလည်းမဟုတ်ဘူးပေါ့နော်အသေးစိတ်သူတို့အနုစိတ်အပင်ပန်းခံပြီးစေတနာပါပါနဲ့စီစဉ်ပေးထားတာကိုတွေ့ရပါတယ် vlog လေးကတော့ဒီလောက်ပါပဲဆိုရင် vlog လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Oppa ဆိုင်စုခိုင်